အလောက်ကပြန်ဘာတွေဆက်စားပြကြလဲကျွန်တော်တို့ဒီနေ့အလောက်ကပြန်ဘိုက်ကလည်းအရန်စာနေရပါတော့ဘာမီနူးချက်လို့ချက်မှန်းလည်းမသိဘူးဘာမှလည်းစားစရာလည်းမရှိရနိုင်ဒီကိတ္တရာတွေမှာရှိရတယ်အကုန်လုံးရောပြီးတော့ချက်လိုက်တယ်ပေါ့နော်အရင်ဆုံးဟိုစက်တုံကြီးအလုံးကြီးကိုတပိုင်းသုံးပြီးတော့အရင်ဆုံးကြော်လိုက်တယ်နောက်ပြီးတော့ကျွန်တော်လောက်ထားတဲ့ kimchi ထည့်တယ်ပြီးရင်တော့ရေလေးထည့်လိုက်တယ်ပေါ့နော်အဲ့ဟာလေးတေချာလေးစူပြီးတော့နွမ်းလာလို့ရှိရင်တော့အရသာအတွက်ဥလာထုံငရုတ်ဒီမှုတ်ရယ်ချက်တာမှုတ်ရယ်ငံပြာရည်လေးရယ်ထည့်လိုက်တယ်ပေါ့နော်ဒါအရသာအတွက်ပေါ့အရသာအဓိကပဲအရသာကောင်းမှုဆိုရေကတဲ့မှာရှိတဲ့ဟာမှန်တယ်မြထည့်ချင်တာအကုန်ထည့်လို့ရတယ်အမှကျွန်တော်ပစုံနေရောပဲပြားတွေရောပြောင်းမှုတွေရောငရုတ်တီးတွေရောပေါ့နော်ရှိတဲ့ဟာအကုန်ပဲနောက်ပြီးတော့ချက်ဥတွေရောအကောင်လုံးထည့်ပြီးတော့ရောသမားမှွေပြီးတော့ချက်လိုက်တယ်ပေါ့နော်ဒီကြားထဲအိုးဝသေးနေရောလေပြည့်နေရောမဆန့်လို့ဆိုတော့အိုးကြီးရဲ့ပြောင်းထည့်လိုက်တယ်နောက်ပြီးတော့နန်းနန်းမင်းထည့်တယ်ပေါ့နော်နန်းနန်းမင်းကတော့ဘာဆဆမပါမဖြစ်ပဲအမှဟိုတိတ်ချာလေးပြန်ပြီးတော့ကြက်သွားပြီဆိုတော့မှအိုးသေးသေးလေးတွေကိုပြန်ပြီးတော့လှလှလေးပြန်ထည့်လိုက်တယ်ပေါ့နော်ဆိုတော့ပြီးပါပြီဘိုင်